ပါတယ်ယနေ့ခေတ်မှာအဖေနဲ့အမေရှိတယ်ဆိုကြပါစို့တချို့အိမ်တွေမှာဆိုအဖေကမရှိတော့ဘူးဟုတ်တယ်မလားအဖေဆုံးသွားတာတွေရှိတယ်အမေဆုံးသွားတာတွေရှိတယ်အမေတယောက်လည်းကြံခဲ့တဲ့အိမ်လည်းရှိတယ်မိသားစုတွေရှိတယ်သားသမီးတွေကလှုပ်ကျွင်းရင်းနဲ့တချို့ကတိတက်တဲ့သားသမီးတွေကအမေကိုပတ်စံတွေပါပေးတယ်ပေါ့ကိုအမေကိုပြုစုတယ်အမေကတခါပတ်စံမရှိတဲ့တချို့သောသားသမီးတွေကိုကျင်နာမှုပို့ပြီးတော့ပတ်စံတွေပါပြန်ပြီးတော့မဟုတ်ဖို့ပေးတာမျိုးတွေပေးလိုက်ရင်မောင်နှမချင်းချင်းမချင်တတ်ဘူးအမေကိုသမီးကချွေးဖို့ပေးထားတာအမေကဟိုသားကိုပဲပြန်ပေးနေတာအမေကိုသမီးနောက်ကမပေးနိုင်တော့ဘူးအမေကိုသားနောက်ကမပေးနိုင်တော့ဘူးဒီလိုမျိုးလေးတွေမရှိဘူးလားရှိလားအဲ့ဒါတွေကငြိမ်းချမ်းမှုပျော်ကွဲစေတာတကယ်တော့ကိုကအမေကိုလှူလိုက်ပြီးဆိုရင်အမေသဘောပေါ့ဟုတ်တယ်မလားအဲ့လိုပြတ်သားရအမေပေါ်မေတ္တာအပြည့်ပြည့်အမေကုသိုလ်ပဲလှုပ်လှူပဲလူစားပဲစားကိုကပုပ္ပမုံစားအပရစေနာပြက်ပြီးအမေကိုကပတ်စံလှူဒန်းရမှာအဲ့လိုစိတ်မျိုးရှိရမှာလေသူ့မှာသူ့ရဲ့သားလေးကအလုံးမရှိလို့သမီးလေးကအလုံးမရှိလို့ဆင်းရဲလို့သူကကိုပေးထားတဲ့ပတ်စံတွေကတသိန်းစားပြီးပြန်ပြီးပေးတာမျိုးလေကိုကဝမ်းသာရမယ်။အော်ငါအမကိုပေးတာပဲလေ။ငါမောင်လေးကိုအမေကပြန်ပေးလိုက်တာပဲအမေလည်းကုသိုလ်ရတယ်။မောင်လေးတွေလည်းညီမလေးတွေလည်းအဆင်ပြေသွားတယ်။ဒီလိုမုဒိတာဖြစ်ရမှာမဟုတ်ဘူးလား။ဘလို့ကြီးလေဟုတ်တယ်မလားဒကမကြီးတို့ယနေ့ခေတ်ပြောချင်တာအဲ့ဒါတီလာအခြေခံတာအဲ့ဒါစာရိတ္တတီလာလို့ခေါ်တယ်။ဘာတီလာလို့ခေါ်လဲ။စာရိတ္တတီလာတွေလိုအပ်နေတယ်ဦးဇင်းတို့အမိနိုင်ငံမောင်နှမချင်းချင်းအဆင်မပြေတာမိသားစုအိမ်တွင်းရေးငြိမ်းချမ်းမှုဖြစ်နိုင်တော့ဟုတ်တယ်မလား။ညောင်မိသားစုတွေအချင်းချင်းမေတ္တာရှိကိုချင်းစာရှိရဆင်းရဲတဲ့လူတွေတော့လိုက်လူနေတာပဲမဟုတ်ဘူးလားရေဘေးတွေမီးဘေးတွေပရာဟိတသူလုံနေကြတယ်ကိုမောင်နှမချင်းချင်းတော့မတည့်ဘူးဆိုရင်ကောင်းမှာမလားမကောင်းဘူးလေဟုတ်တယ်မလားဒါလည်းပရာဟိတသဘောထားလိုက်ပေါ့ကိုမောင်ကမူးယူနေတဲ့ထားအောင်အမေကဟာလာသားလေးအငယ်ဆုံးဖြစ်လို့ကိုမောင်လေးကိုဟာလာရတာလေးပေးတယ်ဆိုရင်လည်းဝမ်းမနေပါနဲ့အမေကိုဟုတ်တယ်မလားသူလုပ်တဲ့အဖြစ်ကသူခံပေါ့ဟုတ်တယ်မလားအမေကသူ့မှာသူ့သားလေးဖြစ်လို့သူမေတ္တာရှိလို့သူပေးတာပဲလေကို့အမေကိုသွားပြီးအပြစ်မတင်နဲ့လေအမေကလည်းအဲ့ဒီသားဆိုးကြီးကိုပဲသွားပြီးပတ်စံတွေပေးနေရတာမပြောပါနဲ့မိဘစိတ်ဆင်းရအောင်မပြောပါနဲ့ဟုတ်တယ်မလားအမေဆိုတာတားလို့မရဘူးဟုတ်တယ်မလားသူ့ရဲ့မေတ္တာသူမွေးထားတဲ့အစိုးအကောင်သူနဲ့ပဲဆိုင်တယ်ဟုတ်တယ်မလားဒါကြောင့်တခါကြီးတို့မကြီးတို့ကကိုမိဘတွေကိုပြုစုတဲ့အခါမှာအနှောင်ဖွဲ့မရှိတဲ့မေတ္တာဖြစ်ပြုစုစေခြင်းတယ်ဟုတ်တယ်မလားမနှောင်ဖွဲ့ပါနဲ့မချုပ်ချယ်ပါနဲ့မိဘတွေကိုဟုတ်ပြီလားအဲ့ဒါလည်းအရေးကြီးတယ်ဒါသီလတွေပဲကြားလားအဲ့ဒါကိုချင်းစာတရားတွေအကျဉ်းသားတရားတွေမေတ္တာတရားတွေဒါကြောင့်ဦးဇင်းပြောချင်တာမိသားစုတစုငြိမ်းချမ်းခြင်းဒီသီလ၅ပါးသီလကိုကောင်းစွာနားလည်ဖို့လိုတယ်